မင်းသိချင်နေတာလား PK ကိုရက်ပေါင်း30လောက်ဝါကြည့်မယ်ဆိုရင်မင်းရဲ့မျက်နှာကဘလောက်တောင်ပြောင်းလဲသွားမလဲဆိုတာကိုပေါ့ပထမနေ့သူနာရီလောက်ပဲရှိသေးတယ်မင်းရိုးတွေကစပြီးတောင်တင်းလာပြီလေတက်တီရနဲ့နာတာပေါ့ကွာမင်းမျက်နှာကိုတိုက်အချင်း100လောက်ထိုးထားရတယ်လို့မျိုးကိုအောက်နေတာပဲပင်ကြမာနေဝါလေရင်မင်းရိုးကအတန်နေတောင်ထွက်လာတယ်ငါတောင်လက်ရှိုးတော့မလို့ပဲဒါပေမဲ့စိတ်ကဆက်လုပ်ဖို့ပဲဖြောနေတာနဲ့ဆက်တိုးလိုက်ရတာပေါ့တတမနေမင်းရိုးကစပြီးကျင်သားရလာပြီမင်းမျက်နှာအတွက်ဂျင်းစော်ပြီးနေတယ်လို့ပဲကြည့်လိုက်ဦးငါမေးရိုးကြွယ်သားတွေထွက်လာပြီမျက်နှာကတီးတီးတာတာကိုပေါ်လွင်လာတာတတမနေအေးအောင်မန်းနေကြည့်လိုက်တော့ငါမေးရိုးကအထားချာချာနဲ့ပေါ်လွင်နေပြီကွ12ရက်မြောက်နေသူငယ်ချင်းတွေကငါမျက်နှာကိုဝိုင်းကြည့်နေကြတယ်သူတို့တန်တရားဖြစ်နေပြီပဲမင်းပါတွေလှုပ်ထားတာလဲဆိုပြီးမမေးရကြဘူး15ရက်မြောက်နေမင်းရိုးကြွယ်သားတွေကအတိအကျကိုပေါ်နေပြီမျက်နှာပုံစံတော့ပြောင်းသွားတယ်ပီကေလေးဝါယူတယ်ဒီလောက်တောင်လာလို့အန်သောနေရတော့မယ်7-10မြောက်နေငါတို့ဘိုးဘွားတွေတုန်းကအမားတွေအစေးတွေဝါခဲ့လို့မင်းရိုးတွေတမ်းမာခဲ့တာငါကအဲ့ဒီခန်းစားချက်မျိုးကိုပြန်ယူနေတာပဲ25ရက်မြောက်နေ့လူတွေကငါ့ကိုပိန်သွားတာလားလို့မေးကြတယ်မဟုတ်ပါဘူးကွာငါက PK ဝါပြီးမျက်နှာကိုအချိုးကျအောင်ထားယူပါပဲ